ဒီနာဝိုက်တယောက်ဘန်နဲ့မာနယ်ကတ်ကိုပွဲတီးပြီးတော့မှလားအားလုံးပဲမင်္ဂလာပါခင်ဗျာအခုတလော MMA လောကမှာအတော်လေးအတန်ထွက်နေတာကတော့ကျွန်တော်တို့ရဲ့မြန်မာကုံဆောင်ဂျိုရှူဝါဘန်နဲ့နာမည်ကြီးဖိုက်တာမာနယ်ကတ်တို့ရဲ့စိန်ခေါ်မှုတွေပဲဖြစ်ပါတယ်ဒီပွဲကိုစီးပွားရေးရှုထောင့်ကနေကြည့်ရင်ဒေနာဝိုက်တို့ UFC အဖွဲ့အစည်းကဒီပွဲကိုတကယ်ပဲတီးပေးဖို့အစီအစဉ်ရှိသလားဆိုတာကိုသုံးသပ်တင်ပြပေးသွားမှာဖြစ်ပါတယ်လက်ရှိမှာဖိုက်တာနှစ်ယောက်စလုံးကတယောက်ကိုတယောက်အမြင်မကြည့်ကြပဲဘယ်ချိန်ဘယ်နေရာမှာထိုးမယ်ဆိုပြီးအပြန်လန်လေတံပစ်နေကြပါတယ် UFC အတွက်ကတော့ဒါဟာရွှေပွဲပဲဘာလို့လဲဆိုတော့ပရိသတ်စိတ်ဝင်စားမှုအရှိန်တက်နေတဲ့နှစ်ဆပိုင်းမှာပဲငွေဖော်လို့ရမယ့်ပွဲကောင်းတစ်ပွဲကိုအလွယ်တကူရရှိနိုင်လို့ပါပဲနောက်ထပ်စိတ်ဝင်စားဖို့ကောင်းတာကဂျပန်ဈေးကွက်ပါမာနယ်ကတ်ကဂျပန်မှာအောင်မြင်ခဲ့ဘူးတလို့ဘန်ကလည်းဂျပန်မှာရှိတဲ့မြန်မာပရိသတ်တွေရဲ့အခိုင်အမာဝန်းရံမှုကိုရထားတာပါအကယ်၍ဒီပွဲကိုဂျပန်မှာသာကျင်းပဖြစ်ခဲ့မယ်ဆိုရင်တနိုင်ငံလုံးအတိုင်းအတာနဲ့တင်မကပဲပြည်ပရောက်မြန်မာတွေပါစောင့်ကြည့်ကြမဲ့ပွဲကြီးပွဲကောင်းဖြစ်လာမှာပါဒီနာဝိုက်တို့ကတော့ဒီလိုဈေးကွက်မျိုးကိုဘယ်တော့မှလက်လွတ်ခံမှာမဟုတ်ပါဘူးကစားဟန်ပိုင်းကိုကြည့်မယ်ဆိုရင်လည်းနှစ်ယောက်စလုံးကစထွိုက်ကာတွေဖြစ်ကြတဲ့အတွက်မှောက်ရင်မှောက်မမှောက်ရင်ပွဲပြီးမှတိမယ်ဆိုတဲ့အကျိတ်အနယ်ပွဲမျိုးကိုပရိသတ်တွေမြင်တွေ့ရမှာပါဒါပေမဲ့တခုရှိတာကဖေဖော်ဝါရီလမှာထိုးဖို့ဆိုရင်အချိန်နဲ့လောက်ပဲရတော့တာမို့ဖိုက်တာတွေရဲ့ performance ပိုင်းကိုတော့နည်းနည်းစိုးရိမ်ရပါတယ်ခြုံငုံသုံးသက်ရရင်တော့ UFC ဘက်ကလည်းပွဲကောင်းတွေကိုပဲစီစဉ်ပေးဖို့အစီအစဉ်ရှိတာကြောင့်ဒီပွဲကဖြစ်လာဖို့ရာခိုင်နှုန်းတော်တော်လေးများနေပါတယ်ပရိသတ်တို့ရောဘယ်လိုထင်ကြလဲဘန်နဲ့မာနယ်ကတ်ပွဲကိုတကယ်ပဲမြင်ကျင်ကြပြီလားကောမန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်